IT man ပြောပြမယ်ညီလေးတို့အိမ်က internet line ကိုပိတ်ပြီးပြန်ဖွင့်လိုက်ရင် IP address ပြောင်းသွားတာသတိထားမိလားအဲ့ဒါ dynamic IP လို့ခေါ်ပါတယ် internet company တွေက IP address တွေကိုခြွေတာဖို့အတွက်အသုံးမပြုတဲ့သူစီကနေပြန်သိမ်းပြီးတခြားသူကိုပေးတာပါ static IP ကတော့ဘယ်တော့မှမပြောင်းမဲ့တသမတ်တဲရှိနေတဲ့လိပ်စာမျိုးပါအခြေအနေကပြောင်းလဲနိုင်စွမ်း flexibility ရှိသလိုလိုအပ်တဲ့နေရာမှာခိုင်မာမှု stability ကိုတိဆောက်တတ်တဲ့အလေးချင်းရှိရင်ညီလေးတော့အောင်မြင်မှာပါရိုးရိုးအိမ်သုံးအတွက်ဆိုရင် dynamic IP ကပိုလုံးကျုံသလိုအခါမဲ့လဲရပါတယ်ဒါပေမဲ့ CCTV ကိုအပြင်အကြည့်ကျင်တာဒါမှမဟုတ် server ထောင်ကျင်တာမျိုးဆိုရင်တော့ static IP ရှိမှသာအဆင်ပြေမှာပါအားသာချက်ကတော့ static IP ကချိတ်ဆက်ရတာပိုတည်ငြိမ်တာဖြစ်ပြီးအားနည်းချက်ကတော့လာစင်ကြီးထပ်ပေးရသလို IP တိသွားရင်တိုက်ခိုက်ခံရနိုင်ခြေပိုများတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နေ့အတွင်းမှာညီလေးတို့စီမှာ the gut senior tech mindset ရလာမှာပါဥမာတာမန်လူက IP ပြောင်းလို့ချိန်မရဖြစ်နေချိန်မှာညီလေးကတော့ static IP ရဲ့အရေးပါပုံကိုသိနေမှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်မှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်